တခါမက်ဆာကအဆက်အသွယ်အမြန်ဆုံးရရှိစေတဲ့နီလန်းကောင်းလေးတစ်ခုကိုပြောပြမယ်နော်မိမိရဲ့ချစ်သူမိမိရဲ့ညီကိုမောင်နှမမိမိရဲ့သားသမီးမိမိရဲ့ခင်မောအကြောင်းတစ်စုံတရာကြောင့်အဆက်အသွယ်မရဘူးနိုင်ငံခြားသွားလို့အဆက်အသွယ်မရတော့ဘူးဒါမှမဟုတ်မြန်မာနိုင်ငံနယ်စွန်နယ်ပြရောက်နေလို့အဆက်အသွယ်မရတော့ဘူးဘလို့မှအဆက်အသွယ်မရတော့ဘူးဆိုရင်အဆက်အသွယ်ပြုလုပ်လို့ရတယ်နီလန်းကောင်းလေးတစ်ခုပါအဲ့ဒီပျောက်နေတဲ့လူရဲ့ဓာတ်ပုံကိုမိတ်တူကူပါအဲ့ဓာတ်ပုံရဲ့မျက်နှာတက်တဲ့အပေါ်မှာဇက်အခရာကိုရေးပြီးတော့ဖျောင်းနိုင်ဖြူမှာပတ်ပါဒီလိုပတ်ထားတဲ့ဖျောင်းနိုင်ဖြူလေးကိုပျောက်ဆုံးနေတဲ့လူရဲ့မွေးနဲ့လောင်ဖျားဒါမှမဟုတ်ရင်မိမိအိမ်ဖျက်အမမိထွန်းဖျားမှာမိထွန်းပြီးတော့ဆူတောင်းခြင်းအပြင်ပြန်လဲပြီးတော့အဆက်အသွယ်ရလာတာကိုလည်းထူးခြားအံ့ဩစာတွေ့ရှိရတတ်ပါတယ်။ကဲလွယ်ကူရိုးရှင်းတဲ့ဒီလင်းလန်းလေးကိုလည်းကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်လို့မဆာကဆန္ဒပြုလိုက်ရပါတယ်နော်။